Hello ဒီနေ့တော့ဂျေတို့အိမ်မှာတငယ်ချင်းတွေစုံပြီးတော့မုံလို့စားကြချေကြမလို့ပါထုံးစံတိုင်းလူစုံပြီးဆိုရင်တော့ပြဿနာဘာစားကြမလဲဆိုတာပါပဲတနေ့မိသားစုဝင်တွေအကုန်လုံးစားချက်နဲ့ဟင်းကိုချက်ဖို့စဉ်းစားရတဲ့အင်ရှင်မတွေကိုချင်းစားတယ်ဂျေတို့တွေတောင်မှလူစုံရင်ဘာစားမလဲဆိုတာညှိလို့မရပါဘူး妈妈来生活上吗？OK，就是叫啥的啦？比较多就是在哪里？阿叔你不本来嘛下季啊，你不然就嘛下季啊，嘛 Facebook 里的嘛进来，我们把啥人搞不了的。cái nhiễm thì đều y lẽ bà xăm lấy càng bây giờ bây giờ về sao lấy chậm xì cho hộp bò xì cho hộp bò sao vậy xì cho số mà là lấy phía đó xin gì vậy cái chất bông chân đi là xin xin bà là vậy mà chất đây nào đi thì anh chỉ chơi rồi à thế à mày hại đi na mà mang tao về lại mày đi cái áo rồi in là sắp giờ gì quay cái ông nó sắp giờ gì cầu này luôn xì cho hộp bò rồi xì nhá mà in là nên mà xin gì mà ok refill thôi nó ok mày ok bà lại đi ok耶把狗逼耶把狗逼လွယ်ကူတက်တာအီလန်ရဲ့အကြံပြုဟင်လျအစီအစဉ်ကချက်ပြုတ်နည်းကိုဗီဒီယိုလေးနဲ့ပါကြည့်လို့ရတော့တော်တော်လေးအဆင်ပြေပါတယ်။အီလန်ကလည်းဂျီရိုအကြိုက်ကိုသိနေတယ်လို့ပါပဲ။ဂျီရိုအားလုံးကလည်း hot pot ဆိုရင်ဘယ်ချိန်စားစားဘယ်နေရာစားစားပါ။အခုလည်းအီလန်ကချက်ပြုတ်နည်းဗီဒီယိုကြည့်ပြီးတော့ဂျီရိုလိုက်ချက်စားကြတာပါ။ရွက်ဒီတော့ခဲတော့။ကောင်းလား။ကြပဲ။ငုံခုကကိုလောက်စားရပိုတော့စားရပါတယ်စားပြီးရင်စိတ်ရတပုံတပယ်နဲ့စားရမယ်မကောင်းဘူး။အော်အီလန်လည်းဆိုခဏလေးပါဟဲ့။ဂျီကအိမ်မှာဘူးတွေပွားနေတာမကြိုက်လို့အီလန်ကို refill pouch လေးတွေပဲဝယ်သုံးဖြစ်တာများပါတယ်။ဒီတစ်ထုပ်ဆိုတဘူးကွက်တီပဲဈေးလဲပိုတက်တာတယ်ဘူးလေလွင့်လဲနဲတယ်ပေါ့နော်။အမြုပ်ထွက်အားကောင်းတော့အချက်ရည်အများကြီးလဲစီလို့ရတယ်စီချွန်ဟော့ပေါ့စားရလို့စီရီများနေတာတော့မှတစ်စက်ထဲနဲ့ပြောင်းပါတယ်ဂျီရိုအိမ်မှာဆိုရင်မမကအီလန်နဲ့ပဲအမြဲစီးရတွေ့နေရပါတော့အဲအကြောင်းထင်တယ်ဂျီလဲမမသုံးနေကြဆိုတော့ယုံကြည်ပြီးတော့အီလန်ပဲသုံးဖြစ်တယ်အီလန်ကတော့လေအင်ရှင်မတွေဘာလို့အပ်လဲဆိုတာအမြဲသိနေတယ်လို့ပါပဲတနေ့ဘာချက်စားမလဲဆိုတာအင်ရှင်မတွေတက်ခေါင်းကိုက်တဲ့ကိစ္စပေါ့နော်အခုအီလန်ကအင်ရှင်မတွေရဲ့နောက်မှာစေးကြောရေးအပြင်ချက်ပြုတ်ရေးကိုပါလွယ်ကူတက်တာပြီးတော့အချိန်မကုန်လူမပင်ပန်းအောင်လို့ support ပေးနေတော့ချက်တက်တဲ့အင်ရှင်မတွေရဲ့လက်ဆွဲကအီလန်ဖြစ်နေတာပေါ့လေဂျီရိုလိုဘာစားရမလဲမသိဖြစ်နေလို့ရှိရင်အီလန်ရဲ့ဘာစားရမလဲ campaign လေးကို join ပြီးတော့အကြံပြုဟင်လျာလေးတွေကိုကြည့်လိုက်တော့နော်တတာနောက်ဗလော့မှာပြန်တွေ့ပါမယ်